ပထမကဘာစစ်ဆိုလိုက်တာနဲ့ခေါင်းထဲကိုဘာတွေဝင်လာပါသလဲတေချာတာကတော့ကြောက်စရာကောင်းတဲ့ကတုတ်ချင်းတိုက်ပွဲတဲ့အသက်ပေါင်းများစွာစတေးခဲ့ရတဲ့အတိတ်ပဲမဲ့ထပ်ဖြတ်ပွဲကြီးတစ်ခုအဲ့လိုပုံရိပ်တင်ဖြစ်မှာပါဒါမဲ့ဒီနေ့မှာတော့အဲ့ဒီမြင်ကိုလုံးဝစိန်ခေါ်မဲ့ရှုတောင်အတက်တစ်ခုကိုအတူတူလေ့လာကြည့်ကြရအောင်ဒီစကားတစ်ခွန်းနဲ့အဲ့ဒီခေတ်ရဲ့အခြေအနေကိုထွင်းဖောက်မြင်နိုင်ပါတယ်တခါမှခိမီစက်တနက်တီအမြောက်ကြီးတွေလို့အဖြတ်စွမ်းအောင်မြင့်ဤပညာတက်တီရှင်းနေပြီဒါပေမဲ့အဲ့ဒါတွေကိုတုံးဖြူမဲ့ဤပြူဟာတွေကတော့မြင်းနေတဲ့တဲတဲ့အဒိုးတိုက်ခိုက်တဲ့19ရာစုစစ်ပညာတွေပဲဖြစ်နေတော့မယ်အဲ့ဒီလိုကြောက်စရာကောင်းတဲ့ကွဲလွဲမှုကပဲမြင်းမထွက်နိုင်တဲ့လူအတက်ပေါင်းများစွာကိုမျိုးချသွားခဲ့တာပါဟုတ်ပါတယ်အဲ့ဒီမြုံနိုင်စရာကောင်းရဲ့အချက်ကိုပဲဒီနေ့ကျွန်တော်တို့တူတူလေးလောက်တော့မှာပါပထမကဘာစစ်ဟာသူရဲ့ဖြစ်စည်းမှုတွေကြားထဲကနေမမျော်လင့်ပဲခေတ်တစ်ကဘာတခုလုံးတွဲအားကောင်းဆုံးတွန်းက The Great Accelerator တခုချိခဲ့တယ်ဆိုတဲ့အချက်ပါပဲကဲဒီတော့ကီယရှင်မြင့်နေမှုကဘယ်နေရာကစခဲ့တယ်လဲစစ်မြေပြင်ကိုယ်တိုင်ကနေပဲစလိုက်ကြရအောင်ဒီစစ်ပွဲကတိုက်ခိုက်ရေးဆိုတဲ့အဓိပ္ပာယ်ကိုအခြေခံကစပြီးဘလို့ပြန်လဲရေးဆွဲခဲ့တယ်လဲဆိုတာကြည့်လိုက်ကြအောင်ပါဒီ slide ကိုကြည့်လိုက်ဟဲ့စစ်ပွဲရဲ့အလက်အပြောင်းကိုရှင်းရှင်းလင်းလင်းမြင်တာပါတယ်ဘယ်ဘက်မှာဆိုရင်တန်ဆူးချိုးတွေဆက်တနက်တွေနဲ့တပေမှရှင်းမတိုးနိုင်နောက်မဆုတ်နိုင်နဲ့သွေးချောင်းစီးနေတဲ့ကတုံချင်းစနစ်ကြီးကိုတွေ့ရမယ်ဒါမှညာဘက်ကိုကြည့်လိုက်ပါအိမ်တောင်ခါနေတဲ့ချင်းတွေကိုဖြိုခွဲဖို့အဖေတွေထွက်လာပါပြီတင်ကားတွေအမြောက်တက်ရဲ့ Nivyu ဟာအစ်စ်တွေနဲ့လေရင်တွေကဒီပြဿနာအတွက်ထွက်ပေါ်တစ်ခုကိုဖော်ဆောင်ပေးခဲ့ပါတယ်အထူးသဖြင့်အမြောက်တက်ရဲ့ပြောင်းလဲမှုကတကယ်ကိုအမခန်းပါပဲဒါလက်နဲ့တစ်ခုရဲ့တောတက်မှုတက်တက်မဟုတ်တော့ဘူးစစ်ရဲ့စစ်နဲ့တစ်ခုလုံးရဲ့တော်လန်ကြီးပဲလေရင်တယ်လီဖုန်းနဲ့အတန်လန်းလို့နှီးပညာတွေကိုပေါင်းစပ်ပြီးအမြောက်တက်ဟာမျက်စိရှေ့မှာမြင်နေရတာကိုပဲပြစ်တဲ့လက်နဲ့အဆင့်ကနေစစ်မြေပြင်တစ်ခုလုံးကိုချုပ်ကင်နေတဲ့အဆုံးဖြတ်ပေးတဲ့အင်အားတစ်ခုဖြစ်လာခဲ့ပါတယ်စစ်ပွဲအစားပိုင်းကိုပြန်ကြည့်ရင်လေကြောင်းတိုက်ပိုက်မှုဆိုတာထောင်လန်းရဲ့အတွက်မီးပုံးပြန်လွတ်တာလောက်ပဲရှိခဲ့တာပါဒါပေမဲ့နှစ်နှဲငယ်အတွင်းမှာပဲပန်ကာကြားကလေးပစ်နိုင်တဲ့ဆက်တနတ်တွေတတ်ထားတဲ့တိုက်လေရင်တွေမြို့တွေကိုဘုံကျဲနိုင်တဲ့ဘုံကျဲလေရင်ကြီးတွေအထိအရှိန်ဟော်နဲ့တိုးတက်သွားခဲ့တယ်မိုးပေါင်းငင်ကြီးတစ်ခုလုံးဟာတေမင်းတမန်တွေပြန်ဝဲနေတဲ့စစ်မြေပြင်အသစ်ဆက်ဆက်တစ်ခုဖြစ်လာခဲ့တာပါတိုက်ပွဲတွေကမြေပြင်ပေါ်မှာတင်ဖြစ်နေတာမဟုတ်ပါဘူးနောက်ွယ်မှာတိတ်တိတ်လင်းနဲ့တိတ်ကိုအရေးပါတဲ့စစ်ပွဲတစ်ခုရှိနေခဲ့တယ်အဲဒါကတော့ရန်သူရေဒီယိုဆက်သွယ်မှုတွေကိုကြားဖြတ်နားထောင်တာနဲ့ရှော့ဖတ်စာတွေကိုဖော်တဲ့ပညာရပ်ပါပဲထန်နံပါတ်တိုက်ပွဲလို့အဆုံးဖြတ်ပေးတဲ့တိုက်ပွဲတွေမှာဒီနီးပညာကစစ်နိုင်စစ်ရှုံးကိုတော့ပြောင်းပြန်လန်ပြနေခဲ့တယ်ဒါဟာခေတ်မီထော်လန်ရေးစနစ်ရဲ့အယွန်းဦးလို့ပြောလို့ရပါတယ်ကဲပြက်စီးခြင်းဘက်ကနေခဏခွာပြီးအထက်ကဲတင်ခြင်းဘက်ကိုတစ်ချက်ကြည့်အောင်မကြုံစဘူးထိခိုက်တန်ရာရသူအရေးအတွက်ကတန်းနှချီရှိလာတဲ့အခါမှာစေပညာလောကဟာရွေးစရာလမ်းမရှိတော့ဘူးကြီးမားတဲ့ဒေါ်လာရေးတစ်ခုကိုမဖြစ်မနေဖန်တီးခဲ့ရပါတယ်ဒီ slide မှာပြထားတဲ့လုပ်ငန်းစဉ်ကတော့အခုခေတ်အရေးပေါ်ကန်ဆယ်ရေးစနစ်တွေရဲ့အခြေခံအုံမြစ်ပါပဲအရင်ကလို့ဂျပန်မဟုတ်တော့ပဲတန်ရာရသူတွေကိုစနစ်တကျတေထုံဦးစားပေးလိုက်ခွဲခြားပြီးအမြန်ဆုံးကူးစားမှုဖေးနိုင်တဲ့ကွင်းဆက်တစ်ခုကိုဖန်တီးနိုင်ခဲ့တယ်ဒါဟာစနစ်တကျအထက်ကဲတင်ချင်းစီကိုကူးပြောင်းသွားတဲ့အလဲပြောင်းတစ်ခုပါပဲ triage ဒီစကားလုံးကဒီစစ်ပွဲကနေမွေးဖွားလာတာပါအရေးအမြင့်အကန့်အသတ်ရှိချိန်မှာလူအသက်ကိုအများဆုံးကယ်တင်နိုင်ဖို့ဘသူကိုအရင်ကုသမလဲဆိုတာကိုစနစ်တကျဆုံးဖြတ်တဲ့နီးလန်းဖြစ်ပါတယ်နောက်တစ်ခါအရေးပေါ်ခန်းတစ်ခုကိုတွေ့တဲ့အခါအခုကျွန်တော်တို့မြင်နေရတဲ့အသက်ခဲစနစ်ရဲ့အခြေခံဟာလွန်ခဲ့တဲ့နှစ်တရာကကတုတ်ချင်းနေတဲ့မှာစခဲ့တယ်ဆိုတာကိုပြန်သတိရလိုက်ပါခိပစ်လက်နက်တီကနေရတဲ့ကြော့စရာကောင်းတဲ့ဒဏ်ရာတွေကပဲဆေးပညာရဲ့အထူးပြုကုတာမှုတွေကိုအရှိန်ဟုန်နဲ့တွန်းပို့ခဲ့ပါတယ် plastic surgery ဆိုတာအလားအပါအကမဟုတ်ပဲဘွားတစ်ခုကိုပြန်လဲတိစောပေးဖို့ဖြစ်လာခဲ့တယ်အာယုံကြောခွဲစိတ်မှုခြေတို့လက်တို့တတ်စင်တာတွေကနေခိမီသွေးလူပန်းစင်ရဲ့အစဖြစ်တဲ့သွေးသွင်းကုတာမှုတွေအထိဒီနယ်ပယ်တွေအလုံးမှာမယုံနိုင်တော့တဲ့တိုးတက်မှုတွေရခဲ့ပါတယ်ဒါပေမဲ့တကယ်လည်းပြောင်းကရုပ်ပိုင်းဆိုင်ရာဒဏ်ရာကိုပဲကုသတာမဟုတ်တော့ပဲလူတယောက်ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပါအတိမတ်ပြလာတာပါပဲစစ်တပ်ကပြန်လဲထူထောင်ရေးအစီအစဉ်တွေကိုဖြစ်မနေလှုံ့ဆော်စေပြီးလူနာတွေအကောင်းမြင်စစ်နဲ့ပြန်လဲကျန်းပါလာဖို့စိတ်ပိုင်းဆိုင်ရာလက်လာမှုတွေကိုပါစတင်ပြုလုပ်ခဲ့တယ်ဒါဟာလူတယောက်ကိုပတ်စုံကနေစောင့်ရှောက်မှုပေးခြင်းအစလို့ဆိုနိုင်ပါတယ်ကဲစစ်မြေပြင်နဲ့ဆေးရုံတွေကနေခဏထွက်ပြီးပိုကျေပြန့်လောက်ပုံကြီးတစ်ပုံကိုကြည့်အောင်ပါဒီစစ်ပွဲရဲ့အကျိုးဆက်လွိုင်းလုံးတွေကကမ္ဘာမြေပုံနဲ့လူဖွဲ့စည်းတစ်ခုလုံးကိုဘယ်လိုပြန်လဲပုံဖော်ခဲ့တယ်လဲဆိုတာကိုကြည့်လိုက်ကြရအောင် Austro-Hungary, Ottoman, Russia ပြီးတော့ German နှစ်ပေါင်းရာနဲ့ချီတည်တံ့ခဲ့တဲ့ Empire ကြီး၄ခုဟာဒီစစ်ပွဲတစ်ခုတည်းနဲ့ပြိုလဲသွားခဲ့တယ်သူတို့နေရာမှာကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတဲ့မူဝါဒကိုအခြေခံတဲ့အမျိုးသားနိုင်မငယ်လေးတွေပေါ်ပေါက်လာခဲ့တယ်
ဒါဟာခစ်ကဘာနိုင်မဲ့ရေးအခင်းချင်းရဲ့အစဖြစ်ပြီးကဘာမီဘုံကိုအပိတိုင်ပြောင်းလဲစေခဲ့ပါတယ်စီးပွားရေးဘက်ကိုချိမဲ့ဆိုရင်လေစစ်မဖြစ်ခင်ကကဘာဗနာရေးရဲ့ဗဟုတ်ချက်ကဥရောပအတိအကျပြောရရင်လန်ဒန်မြို့မှာပါအမေရိကန်ကစစ်မှုအင်အားကြီးကိုကျင်းဒါပေမဲ့သူကဥရောပနိုင်ငံတွေကိုအချွေးတိမ်နေတဲ့နိုင်ငံတစ်ခုအဖြစ်ပဲရှိနေကြတာပါဒါပေမဲ့စစ်ကြီးပြီးသွားတဲ့အခါအခြေအနေက180ဒီဂရီပြောင်းပြန်ခဲ့သွားတယ်ဥရောပကကိုဖျက်ဆီးနေချိန်မှာအမေရိကန်ကမဟာမိတ်တွေအတွက်စစ်ပစ္စည်းတွေထုတ်လုပ်တဲ့ဒီမိုကရေစီရဲ့လက်နက်တိုက်ဖြစ်လာခဲ့တယ်စစ်ပွဲပြီးမှာတော့အကျွေးတင်တဲ့နိုင်ငံကနေကမ္ဘာအကြီးဆုံးကျွေးရှင်နိုင်ငံဖြစ်လာပြီးနယူးယောက်မြို့ဟာလန်ဒန်နဲ့တန်ကမ္ဘာပန်ဒါရဲ့ပေါ်ချက်ဖြစ်လာခဲ့ပါတယ်ဒီပြောင်းလဲက20ရာစုတခြားလုံးရဲ့ကမ္ဘာအင်အားချင်းခွင့်ရှာကိုအဆုံးဖြတ်ပေးခဲ့ပါတယ်စစ်ပွဲကပြီးတွေးမနာစာကိုလည်းလှုပ်ခတ်စေခဲ့ပါတယ်အမျိုးသားတွေစစ်မီပင်ကိုထွက်သွားတဲ့အခါကြံခဲ့တဲ့စက်ယုံအလုပ်ယုံတွေနဲ့လဲရဆိုင်ခင်းတွေမှာနေရာလက်တွေကိုဘသူဖိခဲ့လေအမျိုးသမီးတန်းမောင်းမြောက်စွာကဝင်ရောက်လုပ်ကင်ခဲ့ကြတယ်ဒီချက်ကအမျိုးသမီးတွေရဲ့အခန်းကဏ္ဍနဲ့ပတ်သက်တဲ့အမင်းတွေကိုအပိတိုင်ပြောင်းလဲစေခဲ့ပြီးအမျိုးသမီးမဲဖေးခွင့်ရရှိရေးအတွက်ဘသူမှတားဆီးလို့မရတော့တဲ့တမိုင်းဝင်တွန်းအားကြီးတစ်ခုကိုဖန်တီးပေးခဲ့ပါတယ်အမေရိကန်မှာဆိုရင်စစ်ကြောက်ဖြစ်လာတဲ့စက်မှုလုပ်ငန်းတွေအတွက်အလုတ်သမားလိုအပ်ချက်ကအာဖရိကန်အမေရိကန်လူမျိုးတိမ်ပေါင်းများစွာကိုတောင်ပိုင်းချဲလက်ဒေသတွေကနေမြောက်ပိုင်းမြို့ကြီးတွေစီအကြီးကျယ်ပြောင်းရွှေ့စေခဲ့ပါတယ်။ဒါဟာအမေရိကန်သမိုင်းမှာအကြီးမားဆုံးသောပြည်တွင်းလူဦးရေပြောင်းရွှေ့မှုတွေထဲကတစ်ခုဖြစ်ပြီးအမေရိကန်ရဲ့မြို့ပြယဉ်ကျေးမှုနဲ့နိုင်ငံရေးအခင်းအကျင်းကိုအမြဲတမ်းပြောင်းလဲစေခဲ့ပါတယ်။အခုကျွန်တော်တို့ပြောခဲ့တဲ့အပိုင်းစားလေးတွေအားလုံးကိုပြန်ဆက်ကြည့်အောင်။စစ်မီဘီယန်စစ်ပညာနိုင်ငံရေးလူမှုရေးအားလုံးကိုပေါင်းလိုက်တဲ့အခါဘယ်လိုပုံကြီးထွက်လာမလဲ။ဒါကြောင့်အနှစ်ချုပ်ရရင်ပထမကဘာစစ်ဆိုတာဖြစ်စည်းခြင်းတက်တဲ့မဟုတ်ထဲပါဘူး။အဲ့ဒီပြပုံထဲကနေပဲအခုကျွန်တော်တို့နေထိုင်နေတဲ့ခက်တဲ့ကဘာရဲ့အုံမစ်ဒီပေါက်ဖွာလာခဲ့တာပါ။နီးပညာစေပညာကဘာနိုင်ငံရေးကနေလူအဖွဲ့အစည်းအထိနေပဲအားလုံးမှာဒီစစ်ပွဲရဲ့ခြေအားလက်အားတွေကိုငင်းတွေ့နိုင်ပါတယ်။ဒီစကားကစစ်ပွဲရဲ့အဓိကဝီတော်ဒီကိုထောက်ပြနေတာပါပဲ။တိုးတက်မှုဆိုတာအကြီးမားဆုံးသောပျက်စီးဆုံးရှုံးမှုတွေရဲ့ရင်ခွင်တွေကနေမွေးဖွားလာရပဲဆိုတဲ့အချက်ပေါ့။ဒါသမိုင်းရဲ့ခါးသေးရအမှန်တရားတစ်ခုပါပဲ။ဒီမြေခွန်းကတော့စဉ်းစားစရာတစ်ခုပါပဲ။မဟာစစ်ပွဲကြီးကကျွန်တော်တို့ကိုပြသွားတဲ့အချက်ကကြီးမားတဲ့အကြက်တဲတွေကစမ်းသစ်တီးထွင်မှုတွေကိုအတင်းအကျပ်တွန်းပို့နိုင်တယ်ဆိုတာပါပဲ။ဒါဆိုရင်အဲ့ဒီဝီရော်ဒီဖြစ်နေတဲ့အမွေအနှစ်တွေနဲ့ဒီနေ့ခေတ်ကျွန်တော်တို့ရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေအတွက်ဘလို့သင်ခန်းစာတွေယူနိုင်မလဲ။ဒါကတော့ကျွန်တော်တို့အားလုံးဆက်လက်တွေးခေါ်ရမယ့်မြေခွန်းတစ်ခုပါပဲ။